ဟုတ်ချေရအားလုံးပဲမင်္ဂလာပါအခုဒီဗီဒီယိုလေးပေါ့နော်ဒီဗီဒီယိုမှာကကြတော့သူငယ်အနေနဲ့အားလုံးဆယ်ဆယ်မတွေအတွက်အသုံးဝင်တယ်လေဟို app လေးတစ်ခုအကြောင်းကိုပြပြပေးချင်ပါတယ်ဟုတ်ချေရအားလုံးပဲမင်္ဂလာပါအခုဒီဗီဒီယိုလေးမှာဆိုလို့ရှိရင်တော့ဆယ်ဆယ်မတွေအတွက်ပေါ့နော်အသုံးဝင်တဲ့ဒီ digital AI tool လေးတစ်ခုအကြောင်းပေါ့နော်ပြပြပေးချင်ပါတယ်အထူးသဖြင့်ကျွန်တော်တို့တွေကအခုနောက်ပိုင်းစာရေးဖတ်ကြရပေါ့နော်စာရေးဖတ်တဲ့အခါမှာဆိုရင်ဟိုဖတ်ရတဲ့စာရေးများလာတဲ့အခါမှာ AI ရဲ့အကူအညီတချို့ယူပြီးတော့တွဲဖက်လို့ရတဲ့ဟာလေးကိုပြပေးမယ်ပေါ့နော်AI ကတော့အမြဲတမ်းကြီး reliable တော့မဖြစ်ဘူးဒါပေမဲ့တချို့အပိုင်းတွေမှာပေါ့နော်ကိုနားလည်ရခက်တဲ့ concept တွေနောက်ပြီးတော့ဖတ်ရမှာတော်တော်လေးများပြီးတော့ကို့မှာအချိန်က limit လေးဖြစ်နေရဆိုလို့ရှိရင်တော့ဒါလေးကိုသုံးပြလို့ရတယ်ပေါ့နော်အဲ့တော့တစ်ချက်ပြပေးပါမယ်အရင်ဆုံးပေါ့နော်ဒီချေတို့ကဒီ Google ကိုသွားလိုက်ပေါ့နော်အာဒီချေတို့ဒီ laptop နဲ့လုပ်လို့ရပါတယ်နော်သွားပြီးသွားပြီဆိုလို့ရှိရင်ဒီဘက်ကလေအခုဒီမှာဆိုလို့ရှိရင်သုံးမြောက်လုံးလေးမြောက်လုံးလေးပေါ့နော်သုံးမြောက်လုံးတော့ဖြစ်တယ်ဒီအတုံးလေးတွေ့မယ်ပေါ့နော်အဲ့တော့ဒါလေးကိုတစ်ချက်နှိပ်ဖို့လိုပါတယ်သွားပြီဆိုရင်ဒါလေးကိုအရင်နှိပ်လိုက်ပါနှိပ်ပြီးရင်နည်းနည်းလေး scroll လုပ်လိုက်ပေါ့နော်လုပ်ပြီးသွားပြီဆိုလို့ရှိရင်အောက်မှာဒီချေတို့ဒီဟာလေးတွေ့မယ်ပေါ့နော်အရင်တော့ကတော့ तू ကမရှိဘူးသလားအခုနောက်ပိုင်းအဲ့လိုမျိုးပေါ့နော်လူတွေအတွက်အဆင်ပြေအောင်ဆိုပြီးတော့ Google ကနေလည်း product လေးအသစ်ထုတ်တပေးရလေးရှိတော့သုံးလို့ရတယ်ပေါ့နော်ဒီမှာ notebook LM ဆိုပြီးတော့တွေ့ပါလိမ့်မယ်ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါသူကလေတော်တော်လေးကောင်းတယ်ပေါ့နော်ဒါတော်တော်လေးကောင်းတယ်ဆိုတာဒီချို့ဒီတချို့ဖတ်တဲ့ဟာတွေမှာကိုကစာဖတ်ရတာမျိုးကြီးပဲမဟုတ်ဘဲနဲ့တရားကိုပြောတာအောင်ထိုင်ပြီးတော့နားထောင်ရတာမျိုးနှစ်သက်တာတို့ဘာလို့ဆိုရင်လေဒါလေးကိုသုံးပေးလို့ရတယ်ပေါ့နော်အရန်လေးအဆင်ပြေတယ်သုံးလို့လည်းကောင်းတယ်အဲ့တော့ဥမာကိုကစသုံးမယ်ဆိုလို့ရှိရင်ပထမအဆုံးဒီမှာ create notebook ဆိုတဲ့ဟာလေးကိုနှိပ်ပေးဖို့လိုတယ်ပေါ့နော်ဒါပေမဲ့တခုသတိထားပေးရမှာကကိုဒီ upload လုပ်မဲ့ file ကတအားကြီးနေရတော့ဘာလို့ဆိုလို့ရှိရင်တော့ file ကိုနည်းနည်းပြန်ပြီးတော့ဖြတ်ပေါ့နော်ဟိုမှာစာအုပ်တစ်အုပ်လုံးကိုလုပ်ခိုင်းမယ်ဆိုလို့ရှိရင်တော့သူ့ရဲ့ performance ကအဲ့လောက်ကြီးတော့မရအောင်မရရဲ့အကြောင်းမို့တချို့ဟို chapter တစ်ခုလောက် chapter နှစ်ခုလောက်ကိုဖြစ်ဖြစ်ဒီ PDF PDF Sam လို့ပါလို့သုံးပြီးတော့ဖြတ်လို့ရတယ်ပေါ့နော်ဖြတ်ပြီးသွားပြီဆိုလို့ရှိရင်ကို့မှာ limit တစ်ခုရှိသွားမယ်အဲ့ limit လေးရှိသွားပြီဆိုလို့ရှိရင်ကိုကလုပ်လို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင် create notebook ဆိုတဲ့ဟာလေးကိုနှိပ်လိုက်လို့ရပါတယ်နော်အဲ့တော့ကို upload တင်မယ်ဆိုရင်တခါလေးနှိပ်လိုက်ပါနှိပ်ပြီးသားဆိုလို့ရှိရင်ကိုကဘာကိုတင်มาလဲပေါ့နော်ကိုတင်မဲ့ document ကဘာမှ save ထားလဲဥပမာတချို့တို့ဒီ YouTube ကဟာကိုလောက်ခိုင်းมาလားဒါမှမဟုတ်လို့ရှိရင် drive ထဲရမှာလားအဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ကို copy လုပ်ထားတဲ့ text လားကျွန်တော်ကတော့အခု upload file ကိုယူလိုက်ပါမယ်နော်ဒီထဲမှာ file လေးရှိရဆိုတဲ့အကြောင်းလို့အဲ့တော့ဒီမှာကျွန်တော်တင်နေတဲ့ file လေးတစ်ခုကိုအာထည့်လိုက်မယ်ပေါ့နော် little ဆိုတဲ့ file လေးပါအဲ့တော့ဒီ little ဆိုတဲ့ file လေးကကြတော့ဒါကျွန်တော်ဖတ်ချင်တယ်ဆိုပြီးတော့လောက်ထားတဲ့ file လေးဆိုပါစို့အဲ့ဒါကိုတစ်ချက် upload လေးတင်လိုက်တယ်တင်ပြီးသွားပြီဆိုလို့ရှိရင်သူက file name တွေပါလေတချို့တို့ပြောင်းပေးလို့ရတယ်ပေါ့နော်ကိုပြောင်းပေးခြင်းတယ်ဆိုလို့ရှိရင်ပြန်ပြောင်းလို့ရတယ်ကျွန်တော်ကတော့အဲ့လိုမျိုးဆိုပြောင်းသွားတာကြိုက်တယ်ပေါ့နော်ဒါကြောင့်ဒီ name ရေးရေးဆိုဖတ်ရအဆင်မပြေတော့လေအခုကျွန်တော်ကဒီသုံးထားတဲ့ဟာဒီ little ဆိုတဲ့စာရေးဆရာဟာကိုသုံးထားရဲဆိုကြလို့သူ့ name လေးနဲ့ပဲပြန်ပြီးတော့ပြောင်းလိုက်တယ်ပေါ့နော်အဲ့တော့ဒါဆိုရင်ခုနကျွန်တော်တင်လိုက်တဲ့ file နဲ့ပတ်သက်ပြီးတော့ဒီဟိုဟာလေးပေါ့နော်အချင်းချုပ်ကလေးကကြာဒီမှာရှိတယ်ကိုထပ်ပြီးတော့အနုစိမ့်သွားခြင်းတယ်ဆိုလို့ရှိရင်သူကဒီအောက်ကမေကုံးလေးတွေပေါ့နော်ဒီအောက်ကမေကုံးလေးကိုနှိပ်ပြီးတော့ကိုသိချင်တဲ့ source တွေနဲ့မေးလို့ရတယ်ဒါကသူ့ရဲ့ idea ကြီးပဲဖြေတာမဟုတ်ဘဲနဲ့သူကဒီစာနဲ့ပတ်သက်ပြီးတော့ဘယ်လိုမေးခွန်းလေးမေးလေးမေးထားရှိလဲကိုမသိသေးတဲ့အချက်တွေရှိလားရှိရဆိုလို့ရှိရင်မေးလို့ရတယ်ဒါတော့သူ auto ပေးထားတဲ့ဒီမေးခွန်းလေးတွေကိုသုံးပြီးတော့မေးခြင်းလည်းမေးလို့ရတယ်အဲ့လိုမှမဟုတ်ဘူးကိုဘာသာကိုဒီမှာစာလေးရိုက်ပြီးတော့ကိုသိချင်တဲ့အပိုင်းနဲ့ပတ်သက်ပြီးမေးခြင်းနဲ့ဆိုရင်လေဒီမှာစာရိုက်ပြီးတော့မေးလို့ရတယ်ဒါတော့ChatGPT တို့ဘာလို့ feature မျိုးပါပဲအရင်ကြီးတော့မကွာဘူးပေါ့နော်အဲ့ဒီ notebook LM မှာကျွန်တော်ကြိုက်တဲ့ဟာလေးချက်ကကြတော့လေဒီ audio လေးပေါ့နော်သူကနည်းနည်းလေးတော့ process ကြာတယ်ဒီဘက်မှာလေ audio နဲ့ပြန်လောက်တာဒါအဲ့ကောင်ကကြတော့ဘာကောင်းလဲဆိုတော့ဒီကောင်လေးပေါ့နော်ဥမာစာတွေပဲအမြဲတမ်းဖတ်ရတဲ့ခါကျတော့ကိုကမျက်စိညောင်းနေအရင်ကြီး emphasize မလုပ်ချင်ဘူးတချို့ကျတော့လည်းဒီလိုအမြင်အာရုံနဲ့လေးလာချက်စားလို့ရှိရင်နားကနေပြီးတော့ကြားနေတဲ့ process မျိုးပို့တော့ကြတယ်ဒါဆိုလို့ရှိရင်ဒီအဲ့ audio overview လေးနဲ့တွားလို့ရတယ်ပေါ့နော်သူကဒီကျွန်တော်တို့တင်လိုက်တဲ့စာအုပ်မှာလူနှစ်ယောက်စကားပြောနေတဲ့ conversation ပုံစံမျိုးနဲ့ပြန်လုပ်ပြီးတော့တော်တော်ကြီးကိုစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်အဲ့တော့ तू ကတော့နည်းနည်းလေး connection ပေါ်မူတည်ပြီးတော့ဒီမှာ overview လုပ်တဲ့ဟာလေးကြားတယ်ဘာလို့ဆိုတော့တစ်ခုလုံး process တစ်ခုလုံးပြန်လုပ်ပေးရဆိုတော့လေ
အဲ့တော့ကိုကအဲ့ဒီဟာလုပ်နေတဲ့အချိန်မှာဆိုလို့ရှိရင်တခြားဟာလေးနဲ့လည်းမေးထားလို့ရတယ်ပေါ့နော်တခြားကိုမေးချင်တဲ့ facts လေးမေးလို့ရတယ်နောက်ဒီမှာဆိုရင် video overview လေးလည်းပါတယ်ပေါ့နော် video ကတော့6မိနစ်စာလောက်ပေါ့6မိနစ်စာ overview လေးဆိုရင်တော့သူက PowerPoint slide လေးမှာဒီပေးထားတဲ့ခုန facts လေးနဲ့ပတ်သက်ပြီးတော့စာရှင်းပြတဲ့ပုံစံမျိုးလေးနဲ့လုပ်ပြီးရပေါ့နော်အကယ်၍ကိုကမြင်ရတာမျိုးလေးကြိုက်တယ်ကြားရတာမျိုးလေးကြိုက်တယ်ဆိုရင်တော့ video လေးလုပ်ပေါ့ဒါပေမဲ့ကျွန်တော်ကတော့ personally ရဆိုရင်တော့အဲ့လိုစကားပြောရင်းနဲ့ရှင်းပြတဲ့ပုံစံမျိုးလေးကိုလက်သက်တော့ audio နဲ့လုပ်ပြတယ်ပေါ့နော်နောက်ဒီ mind map get feature လေးဆိုရင်လည်းကောင်းတယ် mind map ဆိုလို့ရှိရင်လည်းသူကဟိုသုံးလို့ကောင်းတယ်ပေါ့နော်အဲ့တော့ mind map ကတော့ထုတ်ရအမြင်နဲ့တစ်ချက်ပြပေးပါမယ် mind map ဆိုလို့ရှိရင်လည်း तू ကဒီမှာပါတဲ့ facts တွေကိုမှတကယ် brainstorming လုပ်တဲ့ပုံစံမျိုးနဲ့လေclick လေးနှိပ်ပြီးတော့ဝင်ကြည့်လုပ်ကြည့်အဲ့လိုလေးသွားလို့ရတယ်ပေါ့နော်အဲ့တော့အခုဒီမှာကြည့်ကြည့်ရအောင်ဒါဆိုရင်ခုနက mind map လုပ်လိုက်တဲ့ဟာလေးပေါ့နော်ဒီမှာ locating learning in teachers communities of practices မှာဆိုရင်သူတို့အိမ်မှာထွက်လာပြီအဲ့တော့ထွက်လာပြီဆိုလို့ရှိရင်ကိုကကြည့်လို့ရမယ်ပေါ့နော်ဒီမှာဆိုရင် तू ကပေးထားတယ်ဟုတ်ပြီဒီ facts မှာဆိုလို့ရှိရင်အဓိကအဖြစ်ဆိုလို့ရှိရင်တော့၅ချက်ပါတယ်ပေါ့ကွာစာရှည်ကြီးမဖတ်ချင်ဘူး short to the point နဲ့ချိုးဟာလေးမှာသိချင်တယ်ဆိုရင်လည်းဒါလေးရသွားပြီးလို့ရတယ်အဲ့ SSR episode case study ဒါလေးကိုကျွန်တော်သိချင်တယ်ဆိုရင်ဒီလိုလေးနှိပ်လိုက်အောင်မယ်နှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီထဲမှာဆိုရင်ရောဘာအချက်တွေပါလဲနောက်ပြီးတော့ဒီ central research focus မှာဆိုရင်ရောဘာလေးတွေပါလဲသူ့ရဲ့အချက်ကလေးတွေပေါ့နော် main point ကလေးတွေကိုကိုကနှိပ်ပြီးတော့အဲ့လိုမျိုးလေးကြည့်ပေးလို့ရတယ်ပေါ့နော်ဒါလေးကလည်းသူ့ရဲ့ feature ရဲ့အားသာချက်လေးလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒါလေးကတော့တစ်ခုပါကိုကြိုက်တဲ့နီလန်းကိုသုံးလို့ရတယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးကိုကတခြားပေါ့နော်ဒီကိုဖတ်တဲ့စာနဲ့ပတ်သက်ပြီးတော့ infographic လေးထုတ်ခိုင်းစေခြင်းနဲ့တမျက်နှာထဲမှာ information လေးတွေအစုံပါပြီးတော့နားလည်ရလွယ်စေခြင်းနဲ့ဆိုရင်လည်း infographic feature လေးကိုသုံးလို့ရတယ်နောက်ဒီစာထဲမှာပါတဲ့ကဏ္ဍတွေတချို့ concept ရှုပ်ထွေးမှုတွေကို table လေးနဲ့ပေါ့နော် data table လေးနဲ့ပြခိုင်းစေခြင်းနဲ့ဆိုရင်လည်းပြခိုင်းလို့ရတယ်တော်တော်လေးအသုံးဝင်တယ်ပေါ့နော်ဟိုပြောမှဆိုလို့ရှိရင်တော့ပုံမှန်ဥမာတခါကျရင်စာရှည်လို့ရှိရင်ဒီချယ်တို့လေးလောက်ပူကြမှာပါChatGPT တို့ Gemini တို့မှာကိုယ့်ရဲ့ file ကိုတင်ပြီးတော့မှအဲ့ဒါကို summary ပြန်လုပ်ဆိုရင်သူတို့ကအရင်ကြီးမတိကြဘူးပေါ့နော်တချို့ဘိုင်းလေးတွေမှာလိုတဲ့ဟာလေးရှိတယ်ဒီ notebook LM ကကြတော့အခုထိတော့သုံးကြည့်ရမှာတော့အဆင်ပြေပေါ့နော်လောလောဆယ်သူငယ်သုံးကြည့်နေတဲ့အချိန်လေးတစ်ခုမှာတော့တော်တော်လေးအဆင်ပြေတယ်သုံးလို့လည်းကောင်းတယ်ဒါပေမဲ့ကိုကတချို့တိတိပပဖတ်ရမယ့်စာတွေနောက်ပြီးတော့စာရဲ့ nature ပေါ်မှာမူတည်ပြီးတော့သုံးတဲ့ဟာမျိုးတွေတော့ကွာသွားမှာပေါ့နော်တချို့ကိုဥမာအဓိက detail လုံးဝသွားမယ့်ဟာမျိုးဆိုရင်တော့ကိုကဘာကိုပဲဖတ်တယ်အဲ့လိုမှမဟုတ်ဘူးပေါ့နော်တချို့ဟာကျအပေါ်ရန်လောက်သိဖို့အတွက်လိုအပ်တယ်နောက်ပြီးတော့ main facts လေးလောက်ပဲသိဖို့လိုအပ်တယ်လို့ယူဆတဲ့ဟာမျိုးဆိုရင်တော့ဒီလို notebook LM တို့ဘာလို့မှထုတ်ခိုင်းလိုက်တယ်ကိုနှစ်သက်တဲ့ပုံစံနဲ့ထုတ်လို့ရတယ်ပြီးတော့တချို့ဖတ်ထားတဲ့စာနဲ့ပတ်သက်ပြီးတော့ကိုယ့်ဘာသာကို knowledge ကိုပြန်ပြီးတော့ assessment လုပ်ချင်တယ်စစ်ဆေးချင်တယ်ဆိုလို့ရှိရင်လေအဲ့ဒီမှာ audio ရှိရပေါ့နော်အမ်ဒီချေတို့ဟိုက quiz လေးဖြေလို့ရတယ်ပေါ့နော်မိကုံးလေးသူကပေးထားတယ်ပေးထားတဲ့ဟာလေးတွေကိုကိုကဖြေပြီးတော့သွားပေးလို့ရတယ်အခုဒါတော့ generate လုပ်နေရနည်းနည်းလေးကြာတာပေါ့နော်အဲ့တော့သူငယ်လုပ်ပြီးသားဟာလေးတစ်ခုနဲ့နမူနာပြပေးမယ်နော်ဒီမှာ feature ကနည်းနည်းကြာနေရောလေလုပ်ပြီးသားဟာလေးနဲ့တစ်ချက်ပြပေးပါမယ် okay ဆိုတော့ screen လေး share လိုက်ပါမယ်အတန်လေးပါတစ်ချက် share လိုက်မယ်နော်ဒီမှာဒီချေကိုကြားအောင်ဒါကတော့ဒီလောက်ထားပြီးသားဟာလေးရှိရပေါ့နော်လောက်ထားပြီးသားဟာလေးတွေဆိုလို့ရှိရင်ဆိုပါစို့ဒီ work culture နဲ့ပတ်သက်ပြီးတော့အာထုတ်ထားတာလေးခဏလေး line လေးတွေအဲ့လိုကြာတယ်โอเคဒီမှာဆိုလို့ရှိရင်ဒီမှာလောက်ထားပြီးသားဟာလေးတစ်ချို့တွေးလိမ့်မယ်ပေါ့နော်ဒါဆိုရင်ဒါ mind map ပုံစံလေးကိုသုံးပြီးတော့ဖော်ထားပေးတဲ့ဟာဒါကကြတော့သူ့ရဲ့ table format ဆိုရင်လေဒီမှာ table နဲ့ပေါ့နော်သူငယ်တော့အခုလောလောဆယ် research တွေနဲ့ပတ်သက်ပြီးတော့တချို့ဟာလေးမှာအမြင်သိကျင်တဲ့ဟာလေးရှိရင်ဒါလေးသုံးပြီးတော့လုပ်ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်researcher တယောက်ချင်းစီကနေပြီးတော့သူတို့ရဲ့ဒီ concept definition တွေကဘာလဲဘာတွေကိုအဓိကပြသွားလဲ key findings တွေကဘာလဲအဲ့လိုမျိုးလေးအမြန်သွားခြင်းတဲ့ခါမှာဆိုရင် table လေးကိုသုံးလိုက်တယ်ပေါ့နော်အဲ့ table လေးကိုသုံးလိုက်တဲ့ခါမှာဆိုရင်လည်းဒါမျိုးလေးရပါတယ်ဒါတော့ကိုယ့်ရဲ့ဟိုကိုသုံးခြင်းတဲ့ nature ပေါ်မှာမူတည်ပြီးတော့သုံးပေးလို့ရတယ်ပေါ့နော်
အဲ့တော့နောက်တစ်ခုလေးပေါ့နော်ဒီမှာဆိုရင်ဒီမှာဆိုရင်ထုတ်ထားတဲ့ဟာလေးရှိတယ်ဒါဆို audio ဒါလေးကကြတော့ခုနကinfographic ပုံစံမျိုးလေးနဲ့ထုတ်ထားပြရပါအဲ့တော့ infographic လေးကိုကြည့်လို့ရတယ်နော် infographic ကကြတော့သူကများသောအားဖြင့်လေအခုခေတ်မှာဆိုလို့ရှိရင် link ရင်းတို့နောက်ပြီးတော့ဒီ Facebook တို့ဘာတို့မှာစာရေးပါရေးလို့ရှိရင်တချို့တွေကဒီလို infographic လေးထုတ်ကြတယ်ဒီဟာကနေဒီ facts လေးကိုကြည့်ပြီးတော့အသေးစိတ်စာပြင်ကြီးရရပါပြီပေါ့နော်အဲ့တော့အဲ့လိုမျိုးလေးသုံးထားတယ်သူကတော့ personally infographic အရင်ကြီးတော့မကြိုက်ဘူးပေါ့နော်အဲ့တော့နောက်ထပ်ကကြတော့ဒီချေကိုကြည့်လို့ရသေးတယ်ဒီမှာ audio လေးကိုကြည့်လို့ရတယ်နော် audio လေးချက်ပြပေးပါမယ်the audio ရဲ့အတားချက်ကတစ်ချက်လေးဖွင့်ပြပေးမယ်နော် So if you've ever had that dreaded invitation, a mandatory professional development day. Oh, yeah. Maybe it's the first day back to school and you spend hours, just hours, sitting in an auditorium. While a super high energy motivational speaker gives a talk. A completely generic တချို့တွေ့မယ်နော်ခုနကဆိုလို့ရှိရင်ဒါကိုတင်လိုက်တဲ့စာအကြောင်းရိုးလေးပဲဒါပေမဲ့အဲ့ဒါကို two way conversation ပုံစံမျိုးလေးနဲ့သူတို့ကပြောနေရောစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်နောက်ထပ်အတားချက်တစ်ခုကကျတော့သူတို့ပြောနေတဲ့အချိန်မှာကိုကကြားဖြတ်ပြီးတော့ကိုမေးချင်တဲ့ဟာလေးမေးလို့ရတယ် talk that has absolutely nothing to do with your daily work. If you've been there, then you know the feeling. And you spend hours, just hours, sitting in an And it's auditorium. such a While a universal super high experience, energy especially in motivational speaker education. gives a talk. A completely generic talk that has absolutely nothing to do with your daily work. If you've been there, then you know the feeling. It's passive. It's something that's done to you. Exactly. And it's such a universal experience, especially in education. And that's really what we're digging into today. We're doing a deep dive into this really influential. And you spend hours, just hours, sitting in an auditorium. While a super high So if you've ever had that dreaded invitation, a mandatory professional development day. Oh, yeah. Maybe it's the first day back to school and you spend hours, just hours, sitting. Hey there. Want to share your thoughts on this? Can you explain me the meaning of professional development That's one wonderful question. It's a perfect question for right now. Because that's exactly where we're starting. Okay, let's unpack this. The term professional development, or TD, is actually the middle stage in an evolution. Historically, it was seen as an improvement on ချေတို့တွေ့ပါမှာနော်ခုနကသူတို့ပြောနေတဲ့အချိန်မှာကြားဖြတ်ပြီးတော့မေးလိုက်တယ်မေးတဲ့အခါမှာကိုကြားဖြတ်တဲ့မေးခွန်းလေးကိုသူတို့ကဖြည့်ပြီးအဲ့ဒါကြတော့ဒီက interactive mode ကိုသုံးဝင်မယ်ဆိုလို့ရှိရင်သူကတခါလေကိုမရှင်းတဲ့ဟာတွေကိုပါတိုက်ရိုက်ရှင်းပြပေးရပေါ့နော်ကိုဆရာတယောက်ကရှင်းပြနေတယ်လို့မျိုးတကယ်ချင်းနှစ်ယောက်ကတူစကားပြောရင်းနဲ့ပြောတဲ့ပုံစံမျိုးလေးဖြစ်တယ်ပေါ့နော်သူ feature လေးတွေကအမျိုးစုံရှိပါတယ်နော်ဒီချေတို့သုံးကြည့်လို့ရပါတယ်ဒါကတော့ဘယ်သူမှမဆိုအတွက် free ပေးထားရပေါ့နော်ဒါပေမဲ့သူတို့ဒီ free version မှာတော့ limit တစ်ခုတော့ရှိတယ်အဲ့တော့အဲ့ limit လေးမပြည့်ခင်ကြည့်တော့သုံးလို့ရတယ်ပေါ့နော် limit ပြည့်သွားပြီဆိုရင်တော့ကိုအကောင့်ကို upgrade လုပ်ရင်လို့မလုပ်လို့ရှိရင်လည်းတခြား email လေးပြောင်းပြီးတော့သုံးတာမျိုးဆိုရင်လည်းအဆင်ပြေပါတယ်နော်ဟုတ် thank you ပါဒီချေတို့